င်ချေရွာလေးတရွာရဲ့အနားမှာပန်းမျိုးစုံပွင့်နေတဲ့လှပတဲ့ဥယျာဉ်ကြီးတစ်ခုရှိတယ်။အဲ့ဒီဥယျာဉ်ထဲမှာမြူနှင်းဆိုတဲ့နတ်သမီးလေးတစ်ပါးနေထိုင်တယ်။သူမရဲ့တောင်ပန်းလေးတွေကလာမင်းရောင်လို့တောက်ပပြီးသူသွားရနေရတိုင်းမှာပန်းနဲ့တင်းတင်းလေးတွေကျန်ရစ်နေတတ်တယ်။နေတိုင်းမြူနှင်းကဥယျာဉ်တဲကပန်းပင်တွေကိုရေဆိုင်ပေးပြီးလိပ်ပြားလေးတွေနဲ့ကစားတယ်။ဒါပေမဲ့ဥယျာဉ်ပြင်ဘက်ကလူတွေကနတ်သမီးလေးရှိနေမှမသိကြဘူး။တနေ့မှာတော့မိုးသွင်ဆိုတဲ့ကလေးမလေးတစ်ယောက်လမ်းလျှောက်လာခဲ့တယ်။သူမကစိတ်ညစ်နေပြီးမျက်ရည်လေးတွေဝဲနေတယ်။မြူနှင်းကအနားကပ်ပြီးမေးလိုက်တယ်။ဘာဖြစ်လို့ဝမ်းနေနေတာလဲကလေးမလေးရေ။မိုးသွင်ကကျမစိုက်ထားတဲ့ပန်းပင်လေးတွေအကုန်ညှိုးသွားလို့ဖြေတယ်။ရွှေမုံရောင်စုံဖြန်းလိုက်တော့ညှိုးခဲ့တဲ့ပန်းတွေလန်းဆန်းဥယျာဉ်လေးတဲ့အသက်ဝင်ပျော်ရွှင်ခြင်းတွေပြန်လွင်ကျေးဇူးပါနတ်သမီးလေးရဲ့ကျေးဇူးပါနတ်သမီးလေးရဲ့မြူနှင်းကပန်းတွေလိုပဲလူတွေရဲ့နှလုံးသားလဲမြစ်တာနဲ့ဂရုစိုက်မှုရှိရင်ပြန်လဲတောက်ပလာနိုင်တယ်လို့ပြောပြီးလင်းချင်းလေးနဲ့အတူပန်းရောက်အလေးတန်းထဲမှာပျောက်ကွယ်သွားခဲ့တယ်။အဲ့ဒီနေ့ကစပြီးမိုးသွင်ဟာပန်းပင်တွေကိုသာမကလူတိုင်းကိုပါကျင်နာတတ်တဲ့ကလေးမလေးဖြစ်လာခဲ့တယ်